ငါမှယတနာရှာနိုင်တဲ့စနေရှိတယ်။ပိုင်း80နဲ့အန်အောဖို့လိုလား။နန်းဖန်ဖြော်ပြရေးကုမ္ပဏီ၏တရားဝင်ဒါရိုက်တာဖြစ်တဲ့စွန်းရောင်ထင်းမှရဲဖန်ကိုတလီတစားနှုတ်ဆက်ပုံကိုတွေ့တဲ့အခါချမ်းရွှန်နဲ့ကျန်းယုံထင်းသားမကစားတောက်ဆိုင်တစ်ခုလုံးမှာလူတိုင်းကအံ့ဩသွားကြသည်ထိုကဲ့သို့အရှိန်ဝါအပြည့်နဲ့လူတစ်ယောက်ကရဲဖန်လိုလူငယ်လေးတစ်ယောက်ကိုလေးလေးဆဆဆက်ဆံလိမ့်မည်ဟုထင်မထားကြပေဒါကိုမြင်တဲ့အခါလူတိုင်းကရဲဖန်၏နောက်ခံကိုစတင်ခံမှန်းကြတော့သည်သူကမိသားစုကြီးကသခင်လေးများလားလူတိုင်းအံ့ဩမှုနဲ့မတူပဲရဲဖန်ကတော့ဘလို့မှမဖြစ်ပေမင်္ဂလာပါဒိုက်တာဆွန်းလွှဲပြောင်းရေးစာရွက်စာတမ်းတွေယူခဲ့ပါသလားဆွန်းရောင်ထင်းမမေ့ရဲပေသူ့အိတ်ထဲမှာစာရွက်စာတမ်းထက်လိုက်ကိုမြန်ထုတ်လိုက်သည်အကုန်ဒီမှာပါစစ်စစ်ကြည့်ပါရဲဖန်စာရွက်စာတမ်းတွေကိုယူပြီးတေချာဖတ်နေသည်ဆွန်းရောင်ထင်းသည်ဘေးမှရက်ပြီးစိတ်ရှည်စွာဖြင့်စောင့်ပေးနေသည်မိနစ်နဲ့ငယ်ကြာပြီးတဲ့နောက်ရဲဖန်သည်စာရွက်စာတမ်းများတွင်ဘာပြဿနာမှမရှိတဲ့အတွက်ကြောင့်လက်မှတ်ထိုးပေးလိုက်သည်လွှဲပြောင်းရေးလုပ်ငန်းစဉ်က10မိနစ်အတွင်းမှာပင်ပြီးဆုံးသွားခဲ့သည်ဖြစ်သည်ဒါဆိုကျွန်တော်ရဲလူကြီးမင်းနဲ့မျိုးသမီးနှစ်ယောက်တို့စားနေတာကိုမနှောက်ယှက်တော့ပါဘူးစွန်းရောင်ထင်းသည်ရဲဖန်လက်မှတ်ထိုးထားသောစာရွက်စာတမ်းများကိုစစ်ဆေးပြီးနောက်တရုတ်တည်းဖြင့်ထွက်သွားသည်ထွေချိန်တွင်ချမ်းရွှန်မှအခွင့်အရေးယူပြီးစကားပြောလိုက်သည်ရှင်ခုဘာစာရွက်စာတမ်းပြောင်းလဲလုပ်တာလဲရဲဖန်ဘာမှမဖြစ်သလိုတလုံးလောက်စားကားပြောလိုက်သည်ဘာမှမဟုတ်ပါဘူးနန်းဖန်ဖြော်ပြရေးကုမ္ပဏီကရှယ်ယာလေးနည်းနည်းပါးပါးဝယ်လိုက်တာပါအိုးဟုတ်လားဘယ်လောက်ဖိုးဝယ်တာလဲရဲဖန်၏တည်ငြိမ်တဲ့မူရာကြောင့်ရင်းနှီးမြှုပ်နှံမှုအသေးစားလေးလို့ထင်ပြီးချမ်းရွှန်စားလက်စကိုဆက်စားရင်မိလိုက်သည်မများပါဘူး30%နဲ့ပါချမ်းရွှန်အခုလေးတင်စားလိုက်သမျှပြန်ထွက်လာကသူမ၏လှပတဲ့မျက်လုံးလေးများပြူးကျဲလာကုန်သည်ဘလောက်နန်းဖန်ဖြော်ပြရေးကုမ္ပဏီရှယ်ယာ30%ကျန်းယုံထင်းသည်လည်းမယုံနိုင်တာကြောင့်မဆက်အဟောင်းသားဖြစ်ကုန်သည်ရဲဖန်ကတော့သူ့ပါဇက်ကိုတီရှူးနဲ့တုပ်ပြီးသူတို့နှစ်ယောက်ကိုရိုးသားအပြည့်ကင်းတဲ့ပုံစံလေးနဲ့ကြည့်လိုက်သည်ဘာလို့မင်းတို့ကအံ့ဩနေကြတာလဲအဲ့ဒါက30%နဲ့တည်းမဟုတ်ဘူးလားချမ်းရွှန်သည်ရဲဖန်ကိုတရေကြီးတစ်ကောင်ကိုကြည့်နေတယ်လားကြည့်လိုက်သည်30%နဲ့မဟုတ်လားလို့ပြောလိုက်တာလားအဲ့ဒါကကျုံးဟိုင်မျိုးရဲ့ဖြော်ပြရေးကုမ္ပဏီတွေကထိပ်တန်းတစ်ခုလေရဲဖန်ပခုံးကိုတွေ့လိုက်သည်အဲ့ဒီတော့ချမ်းရွှန်လုံးဝကိုပြောစရာစကားမဲသွားရတော့သည်ဘာလို့ဒီတယောက်ရှိမှဆိုရင်သူမကလောကကြီးကိုမမြင်ဘူးတဲ့ကြေးရွာကလူနှုံလူအားလေးတယောက်လိုပြုတ်မှုမိနေတာလေသူမတကယ်ပဲအကဲပုံနေမိတာများလားဒါပေမဲ့အဲ့ဒါကနန်းဖန်ဖြော်ပြရေးကုမ္ပဏီရှယ်ယာ30%ကြီးတောင်လေအဲ့ဒီရှယ်ယာတွေနဲ့တင်ကိုကျုံးဟိုင်မျိုးရဲ့ဖြော်ပြရေးလောကမှာထိတ်ဆုံးတထေးကြီးဖြစ်နေနိုင်သည်သူကဘာလို့အဲ့လိုတည်ငြိမ်နေနိုင်ရတာလဲသူကလူတောင်မဟုတ်ရဲ့လားသူတို့3ယောက်နာတွင်ထိုင်နေသောလူတချို့ကလည်းသူတို့စကားဝိုင်းကိုကြားတဲ့အခါချမ်းရွှန်တို့နီးတူအံ့ဩသွားကြသည်သူတို့သည်ဒီကောင်လေးကိုအသက်ငယ်ငယ်လေးနဲ့နန်းဖန်ဖြော်ပြရေးကုမ္ပဏီကြီးမှာရှယ်ယာ30%တောင်ဝယ်နိုင်သည့်ရည်ချင်းရှိမည်ဟုမထင်ထားကြပေသူစီမှာဘာလို့လှပတဲ့မျိုးသမီး2ယောက်တောင်ရှိနေလဲဆိုတာမထူးဆန်းတော့ပါဘူးဒါအရင်ရှင်စနစ်ပဲထိုစကားတွေကိုကြားသွားတဲ့ဘေးဝိုင်းမှကောင်မလေးတချို့ကလည်းချက်ချင်းပင်ရဲဖန်ရင်ခွင်ထဲကိုပြေးဝင်ကျင်သွားကြသည်သို့ပေမဲ့သူတို့ကိုသူတို့ချမ်းရွှန်နှင့်ကျင်းယုံထင်းတို့ကိုရှင်မာကအနှဲငယ်တိမ်ငယ်မိကြသည်ဒါကြောင့်ထိုတွေးတွေကိုဖဲထုတ်ပစ်လိုက်ကြရသည်သူတို့သုံးဦးစားတော့ပြီးကြသည့်အခါချမ်းရွှန်ကဥဆောင်၍ငွေရှင်းလိုက်သည်ရဲဖန်ကလှုပ်လဲမလှုပ်သလိုတားလဲမတားပေပြီးတော့
မ်းရွှံမှထမင်းကျွေးမိဟုသဘောတူထားသောကြောင့်ဖိတ်ခေါ်သူကိုဝင်အားပြပြီးအတင်းဝင်ရှင်းစရာမလိုပေ။သို့ပေမဲ့ထိုမြင်ကွင်းကိုမြင်တာကြောင့်စားသောက်ဆိုင်ထဲမှလူတွေကမတူညီတဲ့အတွေးမျိုးရှိလာကြသည်။အထူးသဖြင့်ယောက်ျားလေးတချို့ကမနာလိုဖြစ်ကုန်သည်။ဒီကောင်ကအလှလေးနှစ်ယောက်လုံးကိုတပြိုင်တည်းရထားတဲ့အပြင်မိန်းကလေးဘက်မှငွေရှင်းအောင်လုပ်နိုင်သည်။မိန်းကလေးတွေကိုမျက်နှာလိုမျက်နှာရလုပ်ပြီးငွေလူရှင်းရင်တောင်မှနတ်ဖျားမတွေကသူတို့လိုလူတွေကိုလှည့်တောင်မကြည့်ကြပေလူအချင်းချင်းနှိုင်းရှင်ရတာစိတ်တူစရာကောင်းလာသည်ချမ်းရွှံငွေရှင်းပြီးနောက်ပြန်လာတဲ့အခါအထုပ်ပြင်းသည်ရုတ်တရက်သူမကရဲဖန်ကိုမေးလိုက်သည်ရှင်ခုအိမ်ပြန်မလားရဲဖန်တခဏကြောင်သွားပြီးမှပြန်ဖြေသည်ဟုတ်တယ်ဘာဖြစ်လို့လဲချမ်းရွှံမူရာကအနှဲငယ်သဘာဝမကျဖြစ်နေသည်ပြန်ဖို့အလင်းမလို့လင်းကျမနဲ့လိုက်ပြီးဈေးဝယ်ထွက်ပါလားထို့သို့ပြောပြီးအချောင်းပြချက်မရှိဘဲသူမမျက်နှာနီးရဲလာသည်တစ်ဖက်တွင်ကျန်းယုံထင်းကတော့တန်တော်မျက်နှာမူရာဖြစ်သွားသည်ဒီတစ်ချိန်တော့ဥက္ကဋ္ဌချမ်းကရဲဖန်ပေါ်တကယ်ကြီးကျွေးဆင်းသွားပြီထင်တယ်သူမဘက်ကရင်စပြီးယောက်ျားလေးတယောက်ကိုအတူဈေးဝယ်ထွက်ဖို့ဖိတ်ခေါ်ခဲ့သည်ဥက္ကဋ္ဌချမ်း၏အခုလိုပုံစံကိုကျန်းယုံထင်းဘယ်တော့မှမမြင်ဘူးခဲ့ပေရဲဖန်ခဏလောက်တွေးလိုက်သည်သူပြန်ရောက်တဲ့အခါမှာလည်းဘာမှလုပ်စရာမရှိပေဒါကြောင့်လိုက်ဖို့သဘောတူဖို့ဆုံးဖြတ်လိုက်သည်ထိုတင်ကမှပဲစနစ်ကြောင်းကြားစာသည်ရုတ်တရက်ရဲဖန်စိတ်ထဲမှာမြည်လာသည်ကံကြမ္မာရှာဖွေခြင်းစနစ်မှာကံကောင်းသည့်ခွင့်ရတစ်ခုကိုရှာဖွေတွေ့ရှိထားပါသည်တစ်ချိန်ကတော်ဝင်ကိုလုတ်တော်ရန်တုံးခဲ့မှုသည့်ကြောက်စိမ့်စရိုးဖြစ်ပါသည်စနစ်ညွှန်ကြားရေးစတင်ပါပြီလက်ရှိလမ်းမှထွက်ခွာပြီးတောင်ဘက်သို့10 မီတာမောင်းပါထို့နောက်ညာဘက်သို့ကွေ့ပါထိုတန်ကိုကြားလိုက်တဲ့အခါရဲဖန်တခဏကြောင်းရသွားပြီးနောက်ရီလိုက်သည်အခွင့်အရေးကအချိန်မှားပြီးရောက်လာတာလားဒါမှမဟုတ်အချိန်ကောင်းမှရောက်လာတာလားသူမတက်နိုင်ပဲခေါင်းခါလိုက်ခါစိတ်လှုပ်ရှားမှုပြည့်ဖြင့်စောင့်နေသောချမ်းရွှံကိုရဲဖန်အားတုပ်အားနာစွာဖြင့်ပြုံးပြလိုက်သည်တောင်းပန်ပါတယ်ခဏနေတငယ်ချင်းဟောင်းတယောက်နဲ့တွေ့ဖို့ချိန်ထားတာကိုရုတ်တရက်တတိယသွားလို့ပါနောက်တစ်ချိန်မှပေါ့သူ့အဖြေကြောင့်ချမ်းရွှံမျက်နှာတွင်စိတ်ပြတ်မှုတို့တခဏပေါ်လာသည်ဒါဟာဘဝမှာပထမဆုံးချိန်သူမဘက်မှစပြီးယောက်ျားလေးတယောက်ကိုဈေးဝယ်ထွက်ရန်ခေါ်ပူးခြင်းဖြစ်သည်သူမအငင်းခံရလိမ့်မယ်လို့ထင်မထားပေကျန်းယုံထင်းသည်နည်းငယ်ဒေါသထွက်သွားပြီးရဲဖန်ကိုအော်ဖို့လုပ်ပြီးမြဲချမ်းရွှံကတားလိုက်သည်သူမကအကျိုးကြောင့်မစီတော်တဲ့လူတယောက်လို့ရဲဖန်ကိုမထင်သွားစေခြင်းပေရဲဖန်ကတောင်းမှန်ဖြင့်ထပ်ပြုံးကလှည့်ပြီးစားလောက်ဆိုင်ထဲမှထွက်သွားတော့သည်ရဲဖန်ထွက်သွားမှကျန်းယုံထင်းကဒေါသတကြီးဖြင့်ပြောသည်အမချမ်းဒီတယောက်ကမျက်နှာသာပေးတာကိုဘယ်လိုလက်ခံရမလဲဆိုတာမသိဘူးလားဖက်ဆန်လေးနည်းငယ်လောက်ပဲမလားဘာရေးကြည့်လို့လဲချမ်းရွှံကသူမကိုစိတ်မရှင်လန်းစွာဖြင့်ကြည့်လိုက်သည်သူ့မှာတကယ်လို့တခုခုလုံးစရာရှိလို့နေမှာပါငါကအရန်စိတ်မြန်လက်မြန်နဲ့တေချာမတွေးလိုက်မိလို့ပါကျန်းယုံထင်းကလည်းမကြေမနက်ဖြစ်သွားသည်အမနောက်ကိုလိုက်နေတဲ့တထေးသားလေးတွေကလည်းသူ့ထက်ဆိုးတဲ့လူမပါပါဘူးအမသာတခွန်းဟားလိုက်တာနဲ့သူတို့ကအမနောက်ကိုဈေးဝယ်လိုက်ဖို့တန်းစီနေကြမှာသူ့ကိုမလိုဘူးချမ်းရွှံကအထင်သေးစွာရှိလိုက်သည်အဲ့ဒီမိဘလောက်စာထိုင်စားပြီးအဖြစ်မရှိတဲ့လူတွေနဲ့ရဲဖန်ကိုဘယ်လိုလုပ်ပြီးရှင်းလို့ရမှာလဲကျန်းယုံထင်းကချက်ချင်းပဲစားနောက်လိုက်သည်ဟုတ်ပါတယ်ရဲဖန်ကအကောင်းဆုံးပါပဲဟုတ်ပြီလားအမတို့မင်္ဂလာပွဲကိုဘယ်တော့တက်ရမှာလဲချမ်းရွှံရှက်သွားတာကြောင့်ချက်ချင်းစိတ်ဆိုးသွားသည်ဒီကောင်းမဆုပ်လေးကတော့ဘာတွေလျှောက်ပြောနေတာလဲသူနဲ့တကယ်ချင်းလို့တောင်ပြောလို့မရတာကိုဘာကိုမင်္ဂလာပွဲလဲ
ကျန်းယုံထင်းကအားလုံးသိပြီးသားဆိုတဲ့အပြုံးကြီးနဲ့ပြုံးလိုက်သည်မညီမကိုဖုံးကွယ်ထားခြင်းသေးတာလားညီမအကုန်သိပြီးသားပါချမ်းရွှင်နည်းနည်းနားမလဲဖြစ်သွားသည်ဘာသိထားလို့လဲကျန်းယုံထင်းသည်ချမ်းရွှင်စိတ်မပြောဖြစ်သွားမှဆိုတာကြောင့်ပြုံးတာကိုရက်လိုက်သည်မပူပါနဲ့အမချမ်းအမားတို့ကြားကအကြောင်းကိုဘယ်သူမှမပြောပြပါဘူးသူစကားကိုကြားတဲ့အခါချမ်းရွှင်လုံးဝကိုကြောင်းအားသွားသည်ကျန်းယုံထင်းဘာတွေပြောနေတာလဲ